influencer လည်းဖြစ်ဖို့မလိုဘူးနောက်ပြီးတော့ပတ်စံလည်းလုံးဝမကုန်မဲနဲ့ဒီ K beauty product တွေကို free ရမယ်ဆိုလို့ရှိရင်စိတ်ဝင်စားကြလား Hello ဒီနေ့ရာကလူကြီးတွေရောလူငယ်တွေပါအိမ်မှာနေနေကိုပေါ့နော်ဒီလိုမျိုး K beauty product လေးတွေကို free ရနိုင်မယ် app လေးတစ်ခုကိုပြပြပေးတော့မှာဖြစ်ပါတယ်အရင်ဆုံးရာတို့ဒီ app store ကိုသွားပြီးတော့ပေါ့နော်ဒီ Dorian Global ဆိုတဲ့ app လေးကိုအရင်တောင်းပါမယ်ဒါတော့ရာစုထားတဲ့ point လေးတွေပါသူက login ဝင်ပြီးပြီဆိုလို့ရှိရင်ဒီနေရာလေးမှာပေါ့နော်အပင်ဆိုင်ရင်လည်း point နေစုလို့ရတယ်လို့မျိုးကိုယ့်ရဲ့ step တွေကနေလည်း point နေစုလို့ရပါတယ်เนาะ step 1000ပြည့်ပြီဆိုလို့ရှိရင်ဥပမာ20တို့30တို့အဲ့လိုမျိုး point နေလည်းစုလို့ရပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့ attendance ကိုလည်းပေါ့နော်ဒီလိုမျိုးနေ့တိုင်းစစ်လို့ရပါတယ် spin wheel လည်းထည့်လို့ရသေးရယ်เนาะပြီးတော့ဒီ November လကုန်ထိလည်းပေါ့နော်ကိုက1 point ရရင်10 point ဆိုပြီးအဲ့လိုမျိုးလေးပြန်ပေးနေရပါကိုစုထားတဲ့ point လေးနဲ့ဒီ K beauty product လေးတွေကိုထည့်လဲလို့ရတယ်ဆိုတော့တော်တော်လေးကိုမှမိုက်ပါတယ်အကောင့်ဖွင့်လဲဒီ referral ID နေရာမှာယာရရဲ့ AEP 4PC0 number လေးကိုဖြည့်ဖို့လည်းမမိနဲ့เนาะကိုအကောင့်ဖွင့်ပြီးလို့ရှိရင်လဲကို ID လေးကိုပေါ့เนาะတငယ်ချင်းလေးတွေကို share ရုံနဲ့လဲကိုအကောင့်ထဲမှာ point လေးတွေထပ်ပြီးတော့ရလာမှာပါတကယ်လို့ကိုကအကောင့်ဖွင့်နေနေကုန်မကြလာဘူးဆိုလို့ရှိရင်ဒီ Dorian Facebook page ရောဒီဖုန်းနံပါတ်ကိုတွားပြီးတော့ပြောလို့ရပါတယ်เนาะကဲ Dorian Global app ကိုတောင်းပြီးတော့ K beauty product လေးတွေကို free ရယူလိုက်ကြရအောင်เนาะ